နှိမ့်ချစွာနေတဲ့သဘောအင်္ဂလိပ်လိုဟမ်းပဲဖြစ်တာဆိုတာမျိုးကလေအောက်ကျခံတာမဟုတ်ပါဘူးဗျာ personality ကိုပြသတာပါနော်စီးပွားရေးလောကထဲမှာကာလတစ်ခုဖြတ်တန်းလာရင်နားလည်လာတဲ့အရာတစ်ခုရှိပါတယ်တချို့လူတွေကhumbleဖြစ်တာကိုအားနည်းတာဝိဖြစ်နေတာလို့ထင်ကြတယ်နှိမ့်ချစွာပြောဆိုတာကို confidence မရှိတာလို့ထင်ကြတယ်အမြဲပြုံးနေတဲ့သူကိုလူတိုင်းလွယ်လွယ်နိုင်ယူလို့ရမဲ့သူလို့မှတ်ယူကြတယ်ဒါပေမဲ့တကယ်ဘဝမှာတော့အဲ့ဒီနှစ်ခုကလုံးဝမတူပါဘူး။ humble ဖြစ်တယ်ဆိုတာကိုရှော့တွက်နေတာမဟုတ်ပါဘူး။ကိုတန်မိုးကိုမသိတာလည်းမဟုတ်ပါဘူး။ဘသူကိုမဆိုအောက်ကျခံပြီးနေပေးနေတာလည်းမဟုတ်ဘူးနော်။humble ဖြစ်တာကျမကအလုပ်လုပ်ရလွယ်တဲ့သူပြောဆိုဆက်ဆံလို့ရတဲ့သူအကြံပေးလို့ရတဲ့သူလူတိုင်းကိုလေးစားသည်ဆိုတဲ့အရာကိုပေးနေတာပါဗျာ။အဲ့ဒီအရာကလူတွေကိုစိတ်ချမ်းသာစေတဲ့လူတွေကိုလုံခြုံမှုခံစားရစေတယ်။အဖွဲ့အစည်းတစ်ခုလုံးကိုဆက်ဆံရေးကောင်းလာစေတယ်။ CEO ဖြစ်လို့မာနကြီးနေရမယ်လို့မရှိဘူး။ Owner ဖြစ်လို့အမြဲတမ်းတင်းမာနေရမယ်လို့လည်းမရှိပါဘူး။တကယ်တော့လူတွေကတင့်ရာထူးကြောင့်မဟုတ်ပဲတင့်နဲ့အလုပ်လုပ်ရတာအဆင်ပြေလို့တင့်နောက်ကိုလိုက်ကြတာပိုများပါတယ်။ဝန်ထမ်းဘဝမှာရောလုပ်ငန်းရှင်ဘဝမှာရောလူမျိုးစုံနဲ့တွေ့ဘူးပါတယ်။တချို့ကအရန်တော်ကြတယ်။ဒါပေမဲ့သူတို့နဲ့အလုပ်လုပ်ရတာကပင်ပန်းတယ်လို့ခံစားရတာမျိုးပါ။ဒါပေမဲ့တချို့ကတော့လေအရန်humbleဖြစ်တယ်မသိတာကိုမသိဘူးလို့ဝန်ခံတယ်။အဲ့ဒီလိုလူတွေနဲ့အလုပ်လုပ်ရတာစိတ်ချမ်းသာတဲ့အောင်မြင်မှုကလည်းပိုမြန်တယ်။ humble ဖြစ်ခြင်းဆိုတာကလေကိုဖျောက်ထားတာမဟုတ်ပါဘူးကို ego ကိုထိန်းချုပ်နိုင်တာပါကိုယုံကြည်မှုရှိလို့အော်ဟစ်ပြီးတက်တည်ပြဖို့မလိုတော့တာပါ။အသက်ကြီးလာလို့အတွေ့အကြုံများလာလေလူတစ်ယောက်ရဲ့ IQ ထက် EQ ကိုပိုကြည့်ပါ။သူဘလောက်တော်လဲထက်သူနဲ့အလုပ်လုပ်ရတာဘလောက်အဆင်ပြေလဲဆိုတာကပိုအရေးကြီးတာပါ။ဘာကြောင့်လဲဆိုတော့ business ဆိုတာ product တွေကြီးမဟုတ်ဘူးမို့ပါလူမှုဆက်ဆံရေးပညာကပိုအရေးကြီးတဲ့အချိန်တွေအများကြီးရှိပါတယ်ဒါကြောင့်မို့ humble ဖြစ်တာကကိုတန်မိုးကိုရှော့ချတာမဟုတ်ဘူးဆိုတာသိပါကိုအရေးသွေးကိုဖော်ပြနေတာပါ open mind ဖြစ်ပါလူတိုင်းကိုလေးစားပါယဉ်နှီးခင်မင်လို့ရမယ်အတူတူလက်တွဲအလုပ်လုပ်ဖို့ကြိုးဆိုရဲဆိုတဲ့ message ကိုစကားမပြောဘဲပေးနိုင်ဖို့လိုပါတယ်ဒါပေမဲ့ humble ဖြစ်တယ်ဆိုပြီးစီးနဲ့ပေါင်းမရှိရဘူးလို့တော့မဆိုလိုပါဘူးဒီ balance ကိုရတဲ့သူတွေကရေရှည်မှာလူတွေရဲ့လေးစားမှုကိုပိုရကြတယ်။ humble ဖြစ်တာဟာအောက်ကျခံတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ character အရေးသွေးနဲ့ leadership တွေကိုတိတ်တဆိတ်ပြသနေတဲ့အင်အားတစ်ခုပါ။